တင်ပါတယ်ဒီနေ့ဒီညာလေးကိုကျွန်တော်ဘောအောင်ဘယ်တော့မမေ့ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ဘောအောင်မှာပထမဆုံးထွက်ရှိတဲ့ဖြစ်စဉ်များဆိုတဲ့ဆိုလို event လေးကိုလာရောက်ဝင်ရပေးတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်တယ်ပြီးတော့ဒီပွဲကိုဖြစ်မြောက်အောင်လို့ကျွန်တော်အစားဆုံးနောက်ကနေတွန်းအားပေးခဲ့တဲ့ကျွန်တော်အမျိုးသမီးပြီးလို့ရှိရင်အစားအစာရအကူအညီပံ့ပိုးပေးတဲ့ကျွန်တော်တို့ wine 90